Okay ခင်ဗျားတို့ဗီဒီယိုတွေကလူမျိုးဖြစ်ဘူးကြလား Nike Alpha Fly ထူးဆန်းတဲ့ပြဿနာတော့မဟုတ်ဘူး Nike ရဲ့ဒီ Alpha Fly ကလေနှစ်စဉ်တစ်တိုင်းတော်ဒုက္ခပြီးတဲ့ဖက်နှက်လို့ပြောလို့ရတယ်အဲ့လိုမျိုး durability issue ပေါ့နော်ကော်ဒီကွာမြေခဏဖြစ်တယ်ဖက်နှက်အဲ့ဖက်နှက်အခုကျွန်တော်ကောင်က Alpha Fly 3ဗျဝယ်ထားတာ2024ခုနှစ်ကဝယ်2024 8လပိုင်းကဝယ်ထားတာပေါ့နော်ဆိုသိန်းထားတာတော့ကြာဝါးရောတနစ်ကြောပေါ့အခုပြီးခဲ့တဲ့စနေရမှာကျွန်တော် release ပြီးတော့100 km release တော့ကျွန်တော်ဘယ်လောက်ပြရမလဲမသိဘူးပေါ့နော်ဟိုကြံတဲ့သူများ team တွေကလူတွေမပြေးနိုင်တော့ကြံတဲ့ဥစ္စာကိုကျွန်တော်ပြေးမယ်လို့မှန်းထားတဲ့အတွက်ကြောင့်မလို့ overnight လေးဖြစ်တဲ့အတွက်ကြောင့် Alpha Fly ကိုကျွန်တော်ထုတ်စီးပြီးတော့အဲ့ညရဲ့ပထမတစ်ပိုင်းမှာကျွန်တော်10 km ပြေးပြီးအချိန်မှာဖနက်ကိုချွတ်ပြီးထားခဲ့လိုက်တယ်ကျွန်တော်ပုံမှန်အဖြစ်ကတော့ဖနောက်ကနေကျွန်တော်ဖိပြီးချွတ်လို့မရှိဘူးဗျအဲ့ထဲမှာကွင်းထဲမှာပူနေတာရောနောက်ပြီးသွားရင်ဖြုတ်ရက်ခတ်နေအောင်မိတ်ပြီးတော့မြန်ချုပ်မိတာတော့ကျွန်တော်လည်းမပြောတတ်ဘူးအဲ့ဒါ10 km ပြေးပြီးဖနက်ကိုချွတ်ပြီးထားခဲ့တယ်ကျွန်တော်ခဏနားပြီးတော့မနက်3ခွဲလောက်မှာဒုတိယပိုင်းပြီးဖို့ပြန်ဝင်လာပြီးတော့ကြောရွာရရှော့ဖနက်စီးမယ်ဆိုပြီးတော့ဖနက်ကောက်ကန်နေတဲ့အချိန်မှာဖနက်ကဗီဒီယိုတွေအတိုင်းပဲဖော်ကကွဲထွက်ပြီးတော့ဟီးကလည်းစပြီးတော့ကွာထွက်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာနည်းနည်းထူပူသွားပြေးစီရလဲဖနက်ကထပ်မပါတော့ ATM ပဲပါလာတာဆိုတော့ကြံတဲ့ဥစ္စာတွေဘယ်လိုဆက်ပြေးရမလဲပေါ့နော်အဲ့လိုနည်းနည်းလေးထူပူသွားတယ်ဒါပေမဲ့ heel ဆိုတော့အရင်လည်းမကွာသေးတော့ပြဿနာအကြီးကျယ်မတက်လာဘူးပေါ့ပွဲပြီးအထိပြေးလို့ရလိုက်တယ်ရင်းနေတော့မကောင်းဘူးဗျအဲ့ဒီကောင်တရန်ငယ်စီကဒီမှာစင်ကာပူဒေါ်လာ300ကျော်တယ်ခဏလေးရေးကြည့်လိုက်အောင်339ထင်တယ် I think sorry 399 400နီးရှိတယ်ဗျ400နီးရှိတယ်တော်တော့ရင်းနေစုံနေရပေါ့နော်Alpha Fly ရဲ့ပြဿနာဒါကတော့ထူးဆန်းတဲ့ပြဿနာမဟုတ်တော့လေကိုတယောက်တည်းဖြစ်နေရမှာမဟုတ်ဘူးအဲ့ဒါနဲ့ကျွန်တော်ဝယ်ထားတာ Nike Orchard ကနေဝယ်ထားတဲ့ဥစ္စာသူတို့သွားပြီးတော့ပြောတာဗောဒီဥစ္စာဘယ်လိုလုပ်ပြီးမလဲပေါ့နော် repair လုပ်မလားဘာလုပ်မလဲသူတို့2နှစ်လောက်ရှိပြီပေါ့ဆိုတော့မဟုတ်ဘူးပေါ့နော်ဒါတစ်နှစ်ကျော်ပဲရှိသေးတဲ့အချိန်မှာပွဲရလည်းအများကြီးရှိတာမဟုတ်ဘူးဆိုတော့တခုမှစထုတ်စီးတဲ့အချိန်မှာဒီလိုဖြစ်တယ်ပေါ့အဲ့ဒါနဲ့သူတို့email address တစ်ခုပေးတယ်ဒါပေမဲ့ email address ကိုကျွန်တော်လှမ်းပြောတဲ့အချိန်မှာ response ဘယ်လိုလာလဲဆိုတော့အဲ့ email address ကတဲ့သူတို့ monitor လုပ်နေတဲ့ email မဟုတ်ဘူးပေါ့နော်ဒါ auto reply မဲ့လာတဲ့ဥစ္စာပေါ့အဲ့တော့ဘာ feedback မှလာပါမဟုတ်ပါဘူးဆိုပြီးအဲ့ဒါလည်းနောက်ရက်ကျတော့စိတ်ထဲမှာသွားပြီပေါ့အဲ့ဒါနဲ့ဖနက်ကြီးယူပြီးတော့ဆိုင်ဝင်သွားပြီးအိမ်ညမှာသူတို့ပဲပေးပြီးတော့ပြဿနာကိုရှင်းလိုက်တော့ဆိုပြီးတော့အဲ့လိုတော့ပေးဖို့သွားတာအဲ့ရောက်တော့ဆိုင်ရ manager နဲ့တွေ့ပြီးတော့သူကနေပြီးတော့okay exchange လုပ်ပေးမယ်ပေါ့ဘယ်ဖက်လိုချင်နေတဲ့စိမ်းမော်တယ်ပဲပြန်ယူပါမယ်လို့ပြောပြီးတော့အဲ့ပဲကြိုက်တဲ့ဖက်ကြိုက်တဲ့အယောင်ယူသွားတဲ့price ပိုများရင်တော့ပိုပေးရမယ်ပေါ့နော်အဲ့ဒါနဲ့ top up လုပ်ပေးရမယ်အဲ့ဒါနဲ့ exchange တဘူးတော့ပြန်ရလာပါတယ် so also Alpha Fly 3ပါ so ဒီကောင် unbox လုပ်အောင်ချေးကတော့မပါဘူးကွာဝယ်လာထုံးစံတိုင်းပါပဲဒါပေမဲ့ဒီကောင်ကရိုးဟာမဟုတ်ဘူးဒီကောင်400ကျော်တယ်ဒီကောင်ဒေါ်လာ400ကျော်edition series ပေါ့နော်ဒီကောင်က running is mental ဆိုတဲ့ series ပေါ့ alright ထဲထဲမှာဒီကောင်ဒီ color ပေါ့အဲ့နေ့ကတော့ဒါကကျွန်တော်တို့အဆင့်အပြေဆုံး color ပဲကျန်တဲ့ဟာတွေကအရင်ကြီးကိုcrazy color တွေဖြစ်နေတော့ကျွန်တော်လည်းမကြိုက်တာနဲ့ဒါပဲယူလာကြတယ်အကုန်လုံးကတော့ all white ဖြစ်နေတာပေါ့နော်ဒါပေမဲ့အမှန်တော့ဒီကောင်က white မဟုတ်platinum tint ရယ်နောက်ပြီး gray fog ရယ် iron green နဲ့ metallic silver ပေါ့ color ကုတ်ကအဲ့ဒါပေါ့အဲ့ဒါရောထားတာ so alright အထဲထဲမှာဘာကွာသွားလဲဆိုတော့ so ကတော့ဒီလို color နဲ့အဲ့လို running is mental ဆိုပြီးဖြစ်သွားတယ်နောက်ပြီးရင် details တွေကဒီနောက်မှာ running is mental ဆိုပြီးတော့ရေးထားဖြစ်သွားတယ်ကျွန်တော်ဘာထွေတူးမရှိဘူးဒါပဲ
snack ကတော့ဒါပဲ alright နောက်ပြီးတော့နောက်တစ်ခုသူ့ထဲမှာပါတဲ့အိတ်ကပူလာ green နဲ့ silver ပေါ့နော် metallic ဥစ္စာပေါ့ဒီမှာ running is mental ဆိုပြီးရေးထားတယ်အောက်မှာ engineer တက်ပိုက်ပါညာပေါ့ရေးထားတယ်ဆိုတော့အဲ့ဒါပါတယ်နောက်တစ်ခုinsert holder လေးပါတယ်ဒီကောင်ကdetails က swap logo နဲ့ Nike ရဲ့ swap logo နဲ့အဲ့ဒီမှာ running is mental ဆိုပြီးရေးထားရပေါ့နော် insert holder လေးဒီကောင်လေး one pack ပါဆိုတော့ဒါယူကြည့်ပါဦးဒါလေးတွေပြန်ရလာပါတယ်တော့ shoe exchange နေနဲ့ပါ okay ဒီကောင်ကို quick review လေးပြောရအောင်ဗီဒီယိုလည်းအရင်ရှိသွားမှာဆို okay ဒီကောင်ကတော်တော်လေး running runner တွေကြားထဲမှာတကယ်ကိုနာမည်ကြီးရဲ့ဖက်နဲ့ professional runner တွေလည်းပြီးတယ်တကယ်လည်းမြန်တဲ့ဖက်နဲ့ပေါ့နော်ကျွန်တော်အဲ့ဒီက release ပြီးကြီးရဲ့အချိန်မှာတော်မြန်တယ်ပေါ်လဲ light weight ဖြစ်တယ်အရန်ကို responsive ဖြစ်ပြီးအရှိကို push လုပ်နေတဲ့ဖက်နဲ့ပေါ့နော်အပြင်ကဒီ Apple layer ကမြင်တဲ့အတိုင်းပဲမရှိသလောက်ကိုပါလွာနေတာဆိုတော့အရန် breathability အရန်ကောင်းတယ် zoom x form responsive အရန်ဖြစ်တယ်ဆိုအဲ့ဒါတို့ကလည်းအဲ့ဒါကြောင့်ပဲဖြစ်တာလို့ပြတ်တာလို့လည်းတို့ကလည်းပြောတယ်တို့တခါပြေးပြီးအဲ့ zone x တွေအားတဲ့အတူအဲ့ကောင်စားသွားမယ်ပေါ့နော်အဲ့ zone x တွေကုန်သွားမယ်အဲ့လိုမျိုးအမှုံတွေကျွေသွားမယ်တဖြည်းဖြည်းနဲ့အမှအဲ့လိုစားသွားပြီးတော့ပြတ်တာမျိုးပေါ့နော်နောက်ပြီးတော့တို့ Nike ရဲ့ပြောတဲ့အရာလေးတဲ့ material ပါတခုမှဒီမှာမထည့်မသုံးထားဘူးတဲ့အဲ့အတွက်ကြောင့်ဒီ layer နှစ်ခုပေါ့နော် alpha နဲ့ဒီ mix zone နဲ့ connect လုပ်ထားတဲ့နေရာမှာလည်းလေးနိုင်တဲ့ဥစ္စာပါတခုမှထပ်ပိုးပြီးမထည့်ထားဘဲနဲ့ထုတ်ထားတာပေါ့အဲ့ design ကြောင့်မလို့အဲ့လိုမျိုးကွာတာလို့တို့ကပြောတယ် okay နောက်တစ်ခုplate ကလည်း stability ကောင်းတယ်နောက်ပြီးတော့ push လည်းလုပ်ပေးနိုင်တယ်နောက် face တွေမယ်ဆိုရင်ဒီ zoom x form zoom x air zoom form အဲ့နှလုံးကအဲ့ကောင်ကနေပြီးတော့အရှိကို push လုပ်ပေးရပေါ့နော်ဆိုတော့ကောင်းပါတယ်ကျွန်တော်တို့တော်တော်လေးအဆင်ပြေတယ်လူတိုင်းနဲ့အဆင်ပြေတယ်အဆင်မပြေတာအဲ့ durability ပဲဆိုတော့ဒီကောင်လည်းပဲအချိန်ပါထားဖြစ်ပြီးဘယ်လိုထားပြတ်မလဲတော့မသိသေးဘူးပေါ့နော်ဒီတစ်ခါထားပြတ်ရင်တော့လေသွားတော့လဲခိုင်းလို့တော့အဆင်မပြေတော့ဘူးဆိုဒီကောင်ရဲ့ spec တွေကိုပြောရလို့ရှိရင် heel မှာ 40mm ရှိပြီးတော့ဒီမှာ forefoot မှာ 32mm ရှိရယ်ဆိုတော့ drop က 8mm ပေါ့ heel to toe drop က 8mm drop ရှိရယ် comfortable ဖြစ်လားဆိုတော့ဖြစ်ပါတယ် comfortable ဖြစ်ပါတယ်ခြေထောက်မှာလည်းမပါသလောက်ကိုပေါ်တယ်နောက်ပြီးတော့ပြေးတဲ့အခါကျရင်ဒီလေအိတ်ကိုအာကိုပြီးတော့ဗောနော်ဒီကောင်းရဲ့အပေါ်မှာခိုးပြီးပြေးသွားလို့ကောင်းတယ်တက်တာတယ်ဗောလူတက်တာတယ်နောက်ပြီး face တွေမယ်ဆိုလဲဒီကောင်းကနေ push လုပ်ပြီးတယ်တခါမှမရောက်ဘူးတဲ့ face တွေပါရောက်ကုန်တယ်အဲ့ဒီမှာကျွန်တော်ပုံမှန်အဖြစ်က Pro 4လို့ဘာလို့ပြေးရင်တော့မှအဲ့ဒါ Pro 4နဲ့ပြေးတယ်ဆိုရင်တော့9မိနစ်နဲ့စက္ကန့်30 20အိမ်နားလောက်ပဲသွားတာဒီကောင်က4မိနစ်ခွဲတွေတခါကျရင်4မိနစ်15စက္ကန့်နေမှာတက်လာတာဆိုတော်တော်လေးကိုမြန်တဲ့ဖက်နှက်ပါ performance အပြည့်ကောင်းပါတယ်ဈေးကတော့ကြီးပါတယ် durability Adidas လောက်မကောင်းပါဘူးဆိုတော့performance ကတော့အပြည့်ရတယ်ပေါ့ဗျာဆိုတော့ဒါကတော့ဒီ Alpha Fly 3ရဲ့ quick review ပါ alright ဒီကောင် durability မကောင်းဘူးဆိုတော့အကယ်၍ဒီကောင်ကုန်သွားရင်ထားပါတော့ဒီကောင်ကျွန်တော်သုံးပြီးသွားရင်နောက်ထပ် Alpha Fly CV အစ်စ်တွေလိုက်ဝယ်အောင်မလားဆိုတော့ဝယ်အောင်မယ်ဗျဘာသူ performance ကတော်တော်ကောင်းတယ်တော်တော်ကောင်းတဲ့ဖက်နဲ့ပါဈေးလည်းကြီးတယ်ဗျဆိုတော့ဒါတော့သူ့ရဲ့ pros and cons ဈေးလေးဖြစ်ပါတယ်ဆိုဗီဒီယိုကနည်းနည်းလေးရှိသွားတယ်ဆိုတော့ဒီလောက်နဲ့ပဲရက်လိုက်ကြအောင်ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ